Bitcoin နဲ့ဘန်စနစ်ဘယ်ဟာပိုကောင်းလဲမင်္ဂလာပါအမမတဖိုင်း channel ကနေကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုဆွေးနွေးမှာဖြစ်ပါတယ်Bitcoin နဲ့ဘန်စနစ်ဘယ်ဟာကပိုကောင်းလဲဒီမေးခွန်းကိုဖြေဖို့ Bitcoin ရဲ့အားသာချက်ဘန်တွေရဲ့အားသာချက်နဲ့ဘယ်ဟာကတင့်တွက်ဖို့အဆင်ပြေမလဲဆိုတာကိုအတူတူရှာဖွေကြည့်ရအောင်ပထမဆုံးအနေနဲ့ Bitcoin ဆိုတာဘာလဲ Bitcoin ဆိုတာ digital ငွေကြေးတစ်မျိုးပါ2009ခုနှစ်မှာဆာတိုရှိနာဂါမိုတိုဆိုတဲ့နာမည်နဲ့တစုံတစ်ယောက်ဒါမှမဟုတ်အုပ်စုတစ်ခုကဖန်တီးခဲ့တာပါဘန်တွေဒါမှမဟုတ်အစိုးရတွေရဲ့ထိန်းချုပ်မှုမရှိပဲလဲပတ်တဲ့ဗဟိုချုပ်ကိုင်မှုမရှိတဲ့ငွေကြေးစနစ်တစ်ခုပါ Bitcoin ရဲ့အနှစ်သာရက blockchain လို့ခေါ်တဲ့နည်းပညာမှာရှိပါတယ်blockchain ကအလုံးရဲ့ငွေပေးငွေယူမှတ်တမ်းတွေကိုလုံခြုံစွာသိမ်းဆည်းထားပြီးဘယ်သူမှလိမ်လို့မရအောင်ကာကွယ်ပေးပါတယ်။ဒါကြောင့် Bitcoin ကိုယုံကြည်စိတ်ချရတဲ့ငွေကြေးအဖြစ်လူတွေကအသုံးပြုကြတာပဲဖြစ်ပါတယ်။ဘဏ်စနစ်အကြောင်းပြောရမယ်ဆိုရင်တော့ဘဏ်တွေကကျမတို့ရဲ့ငွေတွေကိုသိမ်းဆည်းပေးတယ်၊ချင်းငွေတွေထုတ်ပေးတယ်၊ငွေလွှဲပေးတယ်၊အကျွေးဝယ်ကတ်တွေထုတ်ပေးတယ်။ဒါတွေကနေ့စဉ်ဘဝမှာအဆင်ပြေစေပေမဲ့ဘဏ်တွေမှာလည်းအားနည်းချက်တွေရှိပါတယ်။ဥပမာဘဏ်မှာအကောင့်ဖွင့်ဖို့စာရွက်စာတမ်းတွေလိုအပ်တယ်။ငွေလွှဲရင်အခကြေးငွေပေးရတယ်။နိုင်ငံတကာငွေလွှဲရင်တော့ပိုကြတယ်ပိုကုန်ကြတယ်ပြီးတော့ဘဏ်တွေကိုအစိုးရတွေဒါမှမဟုတ်ဗဟိုဘဏ်တွေကထိန်းချုပ်ထားတာမို့တခါတလေသိငွေကိုလွတ်လွတ်လပ်လပ်အသုံးမပြုနိုင်တာမျိုးလည်းရှိတတ်ပါတယ်အခု Bitcoin နဲ့ဘဏ်နှစ်ခုကိုနှိုင်းယှဉ်ကြည့်ရအောင် Bitcoin ရဲ့အားသာချက်တွေနံပါတ်1ဗဟိုချုပ်ကိုင်မှုမရှိခြင်းဘယ်အစိုးရဘယ်ဘဏ်မှထိန်းချုပ်မထားပါဘူးသိငွေကိုတင်ကိုယ်တိုင်အပြည့်အဝထိန်းချုပ်နိုင်ပါတယ်နံပါတ်2လျင်မြန်ပြီးကုန်ကျစရိတ်သက်သာတယ်နိုင်ငံတကာငွေလွှဲမှုတွေမှာ Bitcoin ကပုံမြန်ပြီးအခကြေးငွေသက်သာပါတယ်နံပါတ်3လုံခြုံမှု blockchain နည်းပညာကြောင့်လိမ်လည်မှုတွေဖြစ်ဖို့ခက်ပါတယ် Bitcoin ရဲ့အားနည်းချက်တွေအနေနဲ့နံပါတ်1မတည်ငြိမ်မှု Bitcoin ရဲ့တန်ဖိုးဟာတစ်ခါတလေအတက်ကျပြင်းထန်တတ်ပါတယ်နံပါတ်2အသုံးပြုရခက်ခဲအထူးသဖြင့်နည်းပညာနဲ့မရင်းနှီးသူတွေအတွက်တော့ Bitcoin ကိုစတင်အသုံးပြုဖို့နည်းနည်းခက်ခဲနိုင်ပါတယ်ဘဏ်တွေရဲ့အားသာချက်တွေအနေနဲ့နံပါတ်1ယုံကြည်စိတ်ချရမှုဘဏ်တွေကိုအစိုးရတွေကထောက်ပံ့ထားတာမို့အာမခံချက်ရှိပါတယ်နံပါတ်2အသုံးပြုရလွယ်ကူဘဏ်ကတ်တွေမိုဘိုင်းကတ်တွေနဲ့လွယ်လွယ်ကူကူငွေပေးငွေယူလုပ်လို့ရပါတယ်နံပါတ်3ဝန်ဆောင်မှုများပြားချင်းငွေအာမခံရင်းနှီးမြှုပ်နှံမှုတွေလိုဝန်ဆောင်မှုတွေဘဏ်တွေမှာရရှိနိုင်ပါတယ်ဘဏ်တွေရဲ့အားနည်းချက်တွေနံပါတ်1အခကြေးငွေငွေလွှဲခအကောင့်ထိန်းသိမ်းခစတဲ့ကုန်ကျစရိတ်တွေရှိတတ်ပါတယ်နံပါတ်2ထိန်းချုပ်မှုသိငွေကိုဘဏ်ကထိန်းချုပ်ထားပြီးတစ်ခါတလေကန့်သတ်ချက်တွေရှိတတ်ပါတယ်ဆိုဘယ်ဟာကပိုကောင်းလဲဒါကသင်ရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပါတယ်အကယ်၍သင်ကလွတ်လပ်မှုနဲ့လုံခြုံရေးကိုဦးစားပေးရဆိုရင် Bitcoin ကသင်အတွက်ပိုအဆင်ပြေနိုင်ပါတယ်ဒါပေမဲ့သင်ကအဆင်ပြေမှုနဲ့ရွရွဝန်ဆောင်မှုတွေကိုလိုချင်နေဆိုရင်တော့ဘဏ်စနစ်ကပိုသင့်တော်နိုင်ပါတယ်အကောင်းဆုံးကတော့နှစ်ခုလုံးကိုအသုံးပြုပြီးသင်ဘဝရဲ့လိုအပ်ချက်အလိုက်သုံးစွဲတာပါပဲ Bitcoin နဲ့ဘဏ်စနစ်အကြောင်းပိုသိချင်ရင်အောက်က comment မှာမေးခွန်းတွေထားခဲ့ပါနော်ဒီဗီဒီယိုကိုသဘောကျရဆိုရင် like နှိပ်ပြီး subscribe လုပ်ပြီး bell icon ကိုလည်းနှိပ်ထားဖို့မမေ့နဲ့အောင်နော်အမမတဖိုင်းမှာနောက်ထပ် crypto နဲ့ define ဗီဒီယိုတွေဆက်လက်ကြည့်ရှုဖို့မျှော်လင့်ပါတယ်နောက်တစ်ခေါက်ပြန်တွေ့ကြမယ်နော်ကျေးဇူးပါ